မင်္ဂလာပါစံကြီးကိုဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာခါရပြုပါတယ်ကျွန်တော်လည်းစံကြီးကိုဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်25ရက်12လ2025ကနေပြီးတော့30ရက်12လ2025အထိတပတ်စာဟောတဲ့ကံကြမ္မာအကြောင်းအကျိုးအကောင့်အဆိုးများကိုဟောပြောတင်ပြပေးခြင်းပါတယ်တနင်္ဂနွေသားသမီးများဒီတစ်ပတ်အတော်ထဲမှာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အလုပ်ကိုင်ကိစ္စတွေမှာမိမိနဲ့အထက်လူကြီးနဲ့ပတ်သက်တဲ့သူအိမ်မိသားစုထဲမှာဖခင်နဲ့ပတ်သက်တဲ့သူအကိုနဲ့ပတ်သက်တဲ့သူအမျိုးသားအထက်အကြီးအကဲတွေနဲ့တိုင်ပင်ပြီးလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စရပ်လေးတွေနည်းနည်းတော့သတိထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလှုပ်ချင်တဲ့အရာကိုအထက်လူကြီးတွေကနည်းနည်းလေးပိတ်ပင်တာတို့တားဆီးတာတို့ဒါကြလို့ရှိရင်ကိုလှုပ်တဲ့အရာတွေကိုသဘောမကျတာတို့ဒါမျိုးလေးတွေကြုံတတ်တယ်။နောက်တစ်ချက်မှာကတော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုမိမိတို့ညီကိုမောင်နှမတွေနဲ့ညီကိုမောင်နှမတွေနဲ့အဓိကတိုင်ပင်သင့်တယ်နောက်ပြီးတော့အိမ်အောင်တယ်ဆိုလို့ရှိရင်မိမိတို့အိမ်အောင်ဘက်လင်မယားအချင်းချင်းတိုင်ပင်သင့်တယ်အဲ့လိုမှမဟုတ်လို့ရှိရင်ညီကိုမောင်နှမရွယ်သူတန်းသူတွေနဲ့တိုင်ပင်အဲ့လိုတိုင်ပင်ပြီးလောက်ကင်ဆောင်ရွက်တဲ့အလောက်ကင်တွေဒီတစ်ပတ်တော်တွင်မှာအဆင်ပြေလာနိုင်တယ်ချုံမွေးလာနိုင်တယ်အောင်မြင်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်ဒါပေမဲ့တနင်္ဂနွေသားသမီးတွေရဲ့အတွေ့အထဲမှာဒီတစ်ပတ်တည်းမှာဘာတွေဖြစ်နေလဲဆိုလို့ရှိရင်အလောက်ကင်နဲ့ပတ်သက်တဲ့အရာငွေကြေးနဲ့ပတ်သက်တဲ့အရာအရန်ကရောမရင်းနှီးခြင်းဘူးမမြုပ်နှံခြင်းဘူးဆိုတဲ့အတွေ့အမျိုးလေးတွေဖြစ်နေတတ်တယ်လို့ငွေကြေးနဲ့ပတ်သက်တဲ့ခါကြလို့ရှိရင်ရှိတဲ့ငွေကြေးပေါ်မှာပဲမျှမျှတတလေးပြန်ပြီးသုံးဆွဲခြင်းတဲ့အတွေ့အလေးတွေဖြစ်နေလိမ့်မယ်နော်ထပ်မံပြီးတော့ထုတ်ရမှာရှိတဲ့ငွေကိုထုတ်ပြီးရင်းနှီးရမှာရှိတဲ့ငွေကိုထုတ်ပြီးသုံးရမှာကိုသိပြီးစိတ်မဝင်စားဘူးဖြစ်နေတယ်။ဘာကြောင့်စိတ်မဝင်စားတာလဲဆိုလို့ရှိရင်ဒီတစ်ပတ်အတော်တည်းနဲ့မှာဥပ္ပလင်းလင်းပြောရလို့ရှိရင်တနင်္ဂနွေသားသမီးများကတ်စီနေသလိုဖြစ်နေလိမ့်မယ်။ဒီလိုကတ်စီနေသလိုဖြစ်နေတဲ့အတွက်ကြောင့်လုပ်ငန်းရှေ့ရောက်တဲ့လောက်မရောက်ဘူးနော်ရင်းနှီးမြှုပ်နှံရမှာစိုးရိမ်စိတ်များနေတဲ့အတွက်ကြောင့်မို့လို့ကိုလုပ်ငန်းနဲ့ပတ်သက်တဲ့အရာကအောင်မြင်တဲ့လောက်မအောင်မြင်ဘူးဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့လို့လှုပ်ရှားရှိတာကိုဥဆောင်ပြီးတော့တိတိကျကျလုပ်ပါရင်းနှီးစရာရှိတာကိုရင်းနှီးပါရှိတဲ့ငွေလေးရှိတဲ့အရာလေးတွေနဲ့လှည့်သုံးနေတဲ့အဲ့ကိစ္စရက်ကိုတိတ်ပြီးတော့မလုပ်ပါနဲ့တတ်နိုင်ဆုံးထုခွဲတင်တာထုခွဲရောင်းချတင်တာရောင်းချရင်းနှီးတင်တာရင်းနှီးမြုပ်နှံတင်တာမြုပ်နှံအဲ့ဒါမျိုးလေးတွေကိုအဓိကသုံးဆွဲတဲ့နေလောက်ကင်တဲ့နေဒီလိုအချက်မျိုးလေးတွေနဲ့လုပ်မယ်ဆိုလို့ရှိရင်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးဒီတပတ်အတော်တည်းမှာအဆင်ပြေချုံးမွေးမှုဖြစ်ပေါ်လာနိုင်တယ်နောက်တစ်ချက်မှာကတော့ကက်စီနေရင်နဲ့ဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ငွေကိုစုဆောင်းနေတာမိမိလက်ထဲမှာသိမ်းထားခြင်းတာကင်ထားခြင်းတယ်ဆိုတဲ့အတွေးမျိုးတွေများနေတယ်ဒီလိုမျိုးသိမ်းထားတာတွေကင်ထားတာတွေမိမိအတွက်အဆင်ပြေမှုမဖြစ်လာနိုင်ပါဘူးငွေကြေးပွားများမှုစီးပွားဖြစ်ထွန်းမှုမဖြစ်လာနိုင်ပါဘူးဒါကြောင့်မို့လို့လှုပ်တင်တာလှုပ်ပါဆုံးဖြတ်တင်တာဆုံးဖြတ်ပါရင်းနှီးတင်တာရင်းနှီးပါတိတိကျကျလှုပ်ပါလုံနိုင်မှုရဲရဲတင်းတင်းလုံနိုင်မှုကိုလည်း